တောင်းသူလှုပ်ရှားတဲ့ဘဝလည်းမလွယ်ပါဘူးဗျာဘာလို့လဲဆိုတော့နိုင်ငံခြားတွားပြီးတော့ယောက်ျားလေးအများစုဟာတွားပြီးအလုံးလုံးတဲ့အတွက်ကိုယ်အိမ်မှာယောက်ျားသားခိုင်းကြမရှိတော့အမျိုးသမီးတွေကိုယ်တိုင်အခုလိုပဲဆက်မောင်းပြီးတော့တောင်းသူလုံနေရတာပဲဖြစ်ပါတယ်။လွားလေခေတ်ကအခြေအနေရအဆင်မပြေနွားစည်းတွေကလည်းကောင်းဆိုတော့ခုလိုဆက်နဲ့ထွန်းရတာပဲဖြစ်ပါတယ်ဆက်နဲ့ထွန်းတော့လဲယောက်ျားသားမရှိတဲ့အတွက်တောင်းသူလောက်ရတဲ့ခါမှာတော်တော်များများအခက်ခဲဖြစ်ကြရပါတယ်ကိုမြင်တွေ့ရတဲ့အတိုင်းပါပဲမျိုးသမီးကိုယ်တိုင်တောင်းသူလုံနေရတာပဲဖြစ်ပါတယ်